ဒီနေ့တော့ကျွန်မခေါင်းလျှော့ပြမယ်ရှင်ဟဲကင်းကတော့ review ကိုမပေးသေးတာပေါ့နော်။ဘာလို့လဲဆိုတော့ဒီ grow away shampoo နဲ့ဒီ keratin hair mask ကကျွန်မအခုမှစပြီးစမ်းသုံးကြည့်တာပေါ့နော်။ကျွန်မရဲ့ hair type က low porosity hair ကိုမှသပင်ကနည်းနည်းဖွာတယ်သပင်ကျွတ်တယ်ပေါ့နော်။အရင်ဆုံးဘီလေးတွေကိုတန့်ရှင်းရေးလုပ်ပါတယ်။ခေါင်းလျှော့လို့ရှိရင်အမြဲတမ်းကျွန်မနှစ်ထပ်လျှော်ရဲပေါ့နော်ပထမဆုံးတစ်ခေါက်ကတော့အကျန်းလျှော်တဲ့သဘောမျိုးပေါ့နော်အဲ့လိုမျိုးလေးလျှော်ပေးတယ်သပင်ကတော့အရန်ဥယျာဉ်ပြားကိုတအားကုတ်တာမျိုးမလုပ်ဘူးကျွန်မလက်ထိတ်ကလေးနဲ့ပဲခပ်ဖွားဖွားလေးပဲပုတ်ပေးတယ်ပေါ့နော်grow away shampoo ကကျတော့ဥယျာဉ်ပြားရားရံတာတွေပေါက်ထားတာတွေနဲ့ဒီ hair loss သပင်ကျွတ်တာတွေအတွက်ကောင်းတယ်ဆိုလို့ပေါ့ကျွန်မဒါဆန့်တုံးကြည့်တာပေါ့နော်အခုတုံးကြည့်ရတဲ့လောက်တော့အမြုပ်ထွက်အားတော့တော်တော်ကောင်းတာကိုတော့တွေ့ရတယ်ပထမတစ်ချိန်အကျန်းလျှော်ပြီးပြီဆိုတော့ဒုတိယတစ်ချိန်ထပ်ပြီးတော့လျှော်ပါမယ်ဒုတိယတစ်ချိန်မှာတော့ကျွန်မဒီခေါင်းကိုတော့ဥယျာဉ်ပြားအတွက်ကိုဆီလီကွန် brush လေးနဲ့ဥယျာဉ်ပြားအနှံ့ခေါင်းအနှံ့လေးတေချာလေးပုတ်ပေးပါတယ်ဒီဆီလီကွန် brush လေးတွေကဒီမွေးညင်းပေါက်ကလေးတွေကိုလည်းအရင်မထိခိုက်စေဘူးလို့ကြားတယ်ပေါ့နော်အဲ့တော့သပင်ကျွတ်တာတွေပါရဲ့အတွက်လည်းကောင်းတယ်ဥယျာဉ်ပြားကိုလည်းအရင်အနာတရားမဖြစ်စေဘူးလို့ကြားမှုတဲ့အတွက်ကိုကျွန်မခေါင်းလျှော်တဲ့အခါကျရင်တော့အဲ့လိုမျိုးလေးလျှော်ဖြစ်တယ်shampoo step ပြီးသွားတယ်ဆိုတော့ကျွန်မ hair mask ကိုသုံးပါမယ် hair mask ကတော့ပထမကတော့fino သုံးတာပေါ့ fino တကူကုန်သွားပြီဆိုတော့အခု keratin လေးပြောင်းပြီးသုံးကျင်လို့ဆိုပြီးဝယ်လာလိုက်တယ်ပေါ့နော် hair mask ကတော့ဒီဥယျာဉ်ပြားကိုမထိပဲနဲ့သပင်အဖျားလေးအပိုင်းလေးတွေကိုတေချာလေးလုပ်ပြီးတယ်ပေါ့နော်ပထမကတော့ကျွန်မ fino သုံးတာ fino ကတကူကုန်သွားတယ်အရန်ဒီ hair loss ဖြစ်တာအတွက်ကိုတိတာတဲ့ result မျိုးတော့ကျွန်မမရဘူးပေါ့နော်ဒါပေမဲ့ तू ကသပင်ဖွာတာတွေပါအတွက်ကိုတော့ကောင်းတဲ့စင်စင်လေးဖြစ်တယ်လို့တော့ထင်တယ်သပင်ပြော့တယ်ပေါ့နော်ဒါပေမဲ့တအားဒီ hair loss ဖြစ်တာတွေပါအတွက်တိတာတဲ့ result တော့မရဘူးလို့ထင်တယ်အခု hair mask တွေလည်းတခြားရေးပြောင်းအောင်စိတ်ချပြီးပြီဆိုတော့တပတ်ကလေးနဲ့ခဏလောက်တော့သပင်ကိုရေးဆုံးအောင်လုပ်ထားလိုက်မယ်ပေါ့နော်ပြီးတော့တပတ်နဲ့တုတ်တဲ့ခါကျရင်လည်းကျွန်မအရင်၆သွားအောင်လို့မသုံးဘူးဥယျာဉ်ပြားမစိုးမချောက်အနေထားမှာစမ်းပိုက်မီရဲ့ hair tonic လေးသုံးပေးတယ်သပင်ကျွတ်တယ်ဆိုပေမဲ့ကျွန်မသပင်ကလေအထိုကြီးပဲတည်တာဒီစမ်းပိုက်မီရဲ့ hair tonic က baby hair လေးရောပြန်ပေါက်တယ်အဲ့ဒီသပင်ကျွတ်တာတော့မတတ်တာဘူးပေါ့နော်dryer ကတော့ကျွန်မ simplest get dryer ကိုသုံးတယ် heat ကိုတော့ heat မပါတဲ့လေအေးနဲ့ပဲသပင်ကို dryer မှုတ်ပေးတယ်ဒီ simplest get dryer ကျွန်မသုံးနေတာ2နှစ်ကျော်ပြီပေါ့နော်တော်တော်အဆင်ပြေတယ်ပြန်မှုတ်ပြီးနည်းနည်းမစိုးမချောက်ကလေးခက်ထက်ထက်အနေထားလေးမှာ fino ကဒီ hair serum လေးသုံးပေးပါတယ် low porosity hair သမားတွေကအရန်ကို thick ဖြစ်တဲ့ oil တွေတော့သုံးလို့မရဘူးပေါ့နော် hair serum လိမ့်တဲ့အခါကျလို့ရှိရင်ကျွန်မသပင်အဖျားလေးတွေပဲအဓိကလိမ့်ပေးတယ်ပြီးရင်နောက်တစ်ခေါက်ထပ်ပြီးတော့ dryer နဲ့ထပ်ပြီးတော့မှုတ်ပေးရပေါ့နော်အခုဝယ်လာတဲ့သပင်ပေါင်းစည်းလေးလည်းမစိုးလို့ပြောရမယ်ဒီလားသပင်လေးကတိတ်တိတ်ဝိဝိလေးဖြစ်သွားတယ်လို့ထင်တယ်ဒီလားလျှော့ပြီးကျွန်မ dryer မှုတ်ရတဲ့အချိန်ကိုစိတ်အညစ်ဆုံးပဲအရန်လက်ညောင်းတော့ကြီးလို့လေဒီနေ့ကောင်း